တ်သွားပြီဆိုတာလေးကိုနှိပ်ပေးပါရှင်နောက်ဆုံး ID 6လုံးလေးကိုမှတ်ထားပေးပါရှင်ဖြေစာရဲ့နောက်ဆုံး ID 6လုံးလေးကိုဖြည့်ပေးပါရှင်ဖြစ်သွားပြီဆိုရင်တော့ငွေဖြည့်တာလေးအောင်မြင်သွားပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါရှင်ဆွေတိုးဒီငွေပေးဖြင့်ငွေဖြည့်နည်းလေးကိုပြောပြသွားမှာဖြစ်ပါတယ်ရှင်ငွေသွင်းပြီဆိုတာလေးကိုနှိပ်ပေးပါရှင်ငွေပေးလေးကိုရွေးချယ်ပေးပါရှင်ဖုန်းနံပါတ်လေးကို copy ယူပေးပါရှင် copy လာတဲ့ဖုန်းနံပါတ်လေးကိုဝီထဲကနေငွေလဲပေးပါရှင်ငွေလဲပြီးစားရဲ့နောက်ဆုံး ID 6လုံးလေးကိုမှတ်ထားပေးပါရှင်ဖြည့်စားရဲ့နောက်ဆုံး ID 6လုံးလေးကိုဖြည့်ပေးပါရှင်ဒီမှာပတ်စံအနာကိုငွေလေးရောက်လာပြီဆိုရင်တော့ငွေဖြည့်တာအောင်မြင်သွားပါပြီရှင်ကျေးဇူးတင်ပါတယ်ရှင်